မိုင်းလို့ခေါ်တဲ့အကြောင်းမချောလေးတယောက်နေထိုင်ရာမြို့ကလူတွေဟာအချင်းချင်းနှုတ်ဆက်ကြရင်လက်ဆွဲမနှုတ်ဆက်ပဲခန္ဓာကိုယ်အောက်ပိုင်းချင်းထိကအပြန်အလှန်နှုတ်ဆက်လေးရှိကြပါတယ်။ဒီနေ့မှာတော့ဒီလိုနှုတ်ဆက်ရင်းနဲ့အချစ်စိတ်အရန်ကြော်လာတဲ့ကြောင်ထီးတစ်ကောင်ဟာစမိုင်းကိုအခန်းထဲခေါ်သွားခဲ့တယ်။ညစာစားပြီးပျော်ရွှင်ပွဲအချိန်ဖြတ်တန်းပြီးနောက်ကြောင်ထီးကငါဒီနှုတ်ဆက်နည်းကိုအရန်သဘောကျတယ်လို့ပြောကစမိုင်းအတွက်ပတ်စံချန်ပြီးအိမ်ပြန်ထွက်သွားခဲ့တယ်။စမိုင်းဟာသူ့အတွက်ခြံထားခဲ့တဲ့ပတ်စံကိုထိုင်ပြီးရေတွက်ရင်းအပျော်ကြီးပျော်နေခဲ့တယ်။သူမဟာရေချိုးရင်းနဲ့အတွေးတစ်ခုဝင်လာခဲ့တယ်။ငါရဲ့ဖြစ်ချင်တဲ့ဆန္ဒနဲ့ထပ်တူကြတဲ့အပြင်ပတ်စံပါရတဲ့ဖော်ကအလုပ်ကိုငါဒီဇိုင်းမမတ်လုပ်တော့မယ်လို့တွေးလိုက်ပြီးသူမရဲ့ဘဝလမ်းကြောင်းကိုရွေးချယ်လိုက်တယ်။စမိုင်းဟာအလှပြင်ပြီးဝက်ကလေးတစ်ကောင်နဲ့ပထမဆုံးဒိတ်လုပ်ဖို့ချိန်ဆိုခဲ့တယ်။ထိုဝက်ကလေးကိုနန်းယုံနဲ့မရက်ပဲကျွမ်းကျင်နေတဲ့စမိုင်းဟာလူလစ်နေတော့မှပင်ဝက်ကလေးကိုနမ်းလိုက်တယ်။အခန်းထဲရောက်တဲ့အခါစမိုင်းဟာဝက်ကလေးကိုငါရဲ့အပြိုစင်ဘဝကိုနင်းကိုပုံအပ်ပါတယ်။နင်းကြိုက်တဲ့လောက်သာပေးပါလို့ရဲရဲဝံ့ဝံ့ပြောဆိုလိုက်တယ်။အချိန်ကြာလာတဲ့အခါစမိုင်းဟာဘသူနဲ့မှန်းမသိရတဲ့ကိုဝင်ကိုလွယ်ထားရမှန်းသိလိုက်ရတယ်။နောက်ဆုံးမှာကြောင်နှက်ကလေးငယ်တစ်ကောင်ကိုမွေးဖွားခဲ့တယ်။ကလေးငယ်လေးကိုမြင်ရတော့စမိုင်းမှာမိခင်မြတ်တာနည်းနည်းတော့ရှိခဲ့ပေမဲ့သူမရဲ့အလုပ်ကိုပို့ပြီးတန်ဖိုးထားခဲ့တယ်။သူမဟာမွေးလာတဲ့ကလေးကိုကြည့်ပြီးခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုချလိုက်တယ်။သားလေးနင်းကိုငါမဆုံးလို့ရင်ငါအရန်ချစ်ရတဲ့ဖော်ကအလုပ်ကိုငါလုပ်လို့ရမှာမဟုတ်ဘူး။အဲ့ဒီအတွက်နင်းကိုဆုံးပြစ်ရတော့မယ်လို့ပြောပြီးအိမ်တအိမ်ရဲ့ရှေ့မှာချထားခဲ့တယ်။ညနေတက်ကောင်မှာကြောင်ကလေးလေးငိုတန်ကိုအိမ်ပိုင်ရှင်ကြောင်နှက်ကြီးကကြားလိုက်ရတယ်။အိမ်ပိုင်ရှင်ဟာကြောင်နှက်ကလေးလေးကိုတနာစိတ်နဲ့ကောက်ယူပြီးမွေးစားလိုက်ပါတော့တယ်။ဒါကြောင့်ရအချင်းရပါထားပေမဲ့ကိုယ့်ရဲ့အတ္တကြောင့်ဘသူ့ကိုမှဒုက္ခမရောက်စေဖို့အတွက်ပရာဘာအိတ်တော့သုံးပါနော်